marketing ဆိုတာဘာလဲလို့မေးလာခဲ့ရင်ကျွန်တော်တို့ဒီကဘာပေါ်မှာရှိသမျှ marketing guru ကြီးရဲ့အဆိုအမိန့်တွေ definition တွေကိုနားလည်ထားသလိုလေပြန်ပြီးတော့ပြောပြကြလိမ့်မယ်ကျွန်တော်ရဲ့ကိုယ်ပိုင်အယူအဆအရဆိုရင်တော့ဒီ marketing ဆိုတာကကိုယ့်အချစ်နဲ့အရာရာကိုအကောင်းတိုင်းဖြစ်စေမယ်ဆိုတာကဒါ marketing ပဲလို့ကျွန်တော်ကတော့ကိုယ်ပိုင်အဓိပ္ပာယ်လေးတစ်ခုဖွင့်ဆိုခြင်းတယ်ပေါ့နော်အဲ့တော့ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ customer တွေကသူတို့ရဲ့ဖြတ်တန်းလာခဲ့ရတဲ့ဝယ်ယူမှုဖြစ်စဉ်တွေတခြားမှာသူတို့စိတ်တိုင်းမကြခဲ့တဲ့သူတို့ရဲ့ဘဝလိုအင်ဆန္ဒတွေကိုမဖြည့်ဆည်းပေးနိုင်တဲ့ဒါမှမဟုတ်လဲဒီသူတို့ကြုံတွေ့ခဲ့ရတဲ့ရောင်းဝယ်မှုနဲ့ပတ်သက်တဲ့ trauma တွေပေါ့နော် buying trauma တွေဝယ်ယူမှုဒီအခက်အခဲတွေဒါတွေနဲ့ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့်စိတ်ပင်ပန်းတာလူပင်ပန်းတာအချိန်ကုန်တာငွေကုန်တာဒီလိုမျိုးအခက်အခဲတွေ barrier တွေရှိခဲ့လိမ့်မယ်အဲ့လိုဘလောက်ပဲဒီသူတို့ရဲ့ဘဝမှာ buying trauma တွေရခဲ့ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းကျွန်တော်တို့ရဲ့ဝန်ဆောင်မှုနဲ့ထိတွေ့လိုက်တဲ့အချိန်ကနေစပြီးတော့ကျွန်တော်တို့ရဲ့ customer တွေဒီဘဝမှာအရာအလုံးပြည့်စုံသွားတယ်လို့ခံစားသွားစေရမယ်ပိုကောင်းတဲ့ဒီ butter version တွေကိုရရှိသွားစေရမယ်လို့သိအောင်ကျွန်တော်တို့သတင်းအချက်လက် message ပေးရတာဟာ marketing ပါပဲကိုယ့်အချစ်နဲ့အရာရာကိုအကောင်းတိုင်းဖြစ်စေရမယ်ဆိုတဲ့စာသားလေးကဦးဆိုင်ကြီးဆိုင်ရဲ့တခြင်းတစ်ပုတ်ထဲကနေပြီးတော့ကျွန်တော်မှီညမ်းထားတာပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရလည်းဦးဆိုင်ကြီးဆိုင်ရဲ့တခြင်းလေးကိုနှစ်သက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီကိုယ့်အချစ်နဲ့အရာရာကိုအကောင်းတိုင်းဖြစ်စေမယ်ဆိုတဲ့တခြင်းလေးကိုနားထောင်ကြည့်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းပေးရစေအဲ့တော့ဒီတခြင်းထဲမှာပါတဲ့စာသားလေးကဒီသူကဒီကောင်လေးရပေါ့နော်ဒီကောင်မလေးကိုဒါဆိုထားတဲ့တခြင်းလေးပေါ့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်မလေးရဲ့ဘဝမှာအရင်လူเจ้าပေါ့နော်ဘလို့ပဲစိတ်ဒဏ်ရာတွေရခဲ့ဘလို့ပဲအဆင်မပြေမှုတွေခါးသီးမှုတွေခက်ခဲကြမ်းတမ်းမှုတွေကိုရရှိခဲ့သူနဲ့သူ့ရဲ့ချစ်ချင်းမေတ္တာနဲ့တွေ့လိုက်ရတဲ့အချိန်မှာဒီအနာတရားတွေဒဏ်ရာတွေအကုန်လုံးကပြေပြောက်သွားစေရမယ်တနည်းအားဖြင့်အနာကျက်သွားစေရမယ်ဒီအေးချမ်းသွားစေရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နေပေါ့နော်အဲ့တော့အခုဒီ marketing မှာလည်းဒီတိုင်းပါပဲကျွန်တော်တို့အရင်ကကျွန်တော်တို့ရဲ့ဖောက်တယ်တွေကအရင်တော့ကဘလို့ပဲbuying trauma လို့ပြောတဲ့ဒီဝယ်ယူမှုနဲ့ပတ်သက်ပြီးစိတ်ဒဏ်ရာတွေရခဲ့ကျွန်တော်တို့လုပ်ငန်းရဲ့ဝန်ဆောင်မှုတွေကျွန်တော်တို့လုပ်ငန်းရဲ့ထုတ်ကုန်တွေနဲ့ဒီထိတွေ့လိုက်တဲ့အခါမှာကျွန်တော်တို့လုပ်ငန်းရဲ့ဝန်ဆောင်မှုကျွန်တော်တို့လုပ်ငန်းရဲ့ထုတ်ကုန်တွေကိုသုံးစွဲလိုက်တဲ့အချိန်မှာသူ့ရဲ့အရင်တုန်းကခံစားခဲ့ရတဲ့ဒီမကျေနပ်မှုတွေဒဏ်ရာဒဏ်ချက်တွေအနာတရားတွေအကုန်လုံးကပြေပြောက်သွားပြီးတော့သူ့ရဲ့ဘဝမှာပုံမကောင်းမွန်တဲ့အခိုက်အတန့်တွေဒီ butter moment တွေပေါ့နော်ပို့ပြီးဖြစ်ပေါ်လာလိမ့်မယ်ဆိုတာကိုကျွန်တော်တို့ကသိအောင်လို့ဒါသတင်းစကားပေးရတာဟာ marketing ပါပဲဆက်ပြီးပြောရရင်တော့ဒီ customer ရဲ့နှလုံးသားတစ်ထောင်တစ်နေရာမှာကျွန်တော်တို့ရဲ့ထုတ်ကုန်ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေရှိနေဖို့ဆိုတာကအရင်ဦးဆုံးကျွန်တော်တို့ရဲ့ထုတ်ကုန်ဝန်ဆောင်မှုတွေဟာဒီကဘာပေါ်မှာရှိနေပါတယ်ဆိုတော့သူတို့သိအောင်လို့အရင်လုပ်ပေးရတယ်ပေါ့နော်အဲ့တော့ရှီမန်းသိအောင်ကျွန်တော်တို့ကသိအောင်ရင်လုပ်ပေးရတယ်သိမှလဲဒါရှီမန်းကိုသူတို့ရိပ်မိမှာပေါ့နော်အဲ့တော့အဲ့လိုလှုပ်ဆောင်တဲ့နေရာမှာကျွန်တော်တို့က marketing မှာဒီလိုလှုပ်ဆောင်ချက်ကိုကျွန်တော်တို့က communication လို့ခေါ်တယ်ပေါ့နော် communicate လုပ်ရတယ်ကျွန်တော်တို့ရဲ့ customer တွေနဲ့ကျွန်တော်တို့က communicate လုပ်ရတယ်ဘာလို့လဲဆိုရင်ဒီလို communicate လုပ်မှသာကျွန်တော်တို့ကဘယ်လို product တွေဘယ်လို service တွေကိုသူတို့အတွက်ထုတ်လုပ်ပေးထားပါတယ်ဆိုတာဖန်တီးပေးထားပါတယ်ဆိုတာကိုသူတို့အနေနဲ့သိမှာပဲဖြစ်ပါတယ်အဲ့လိုသိတဲ့နေရာကနေတဆင့်သူတို့ရဲ့နှလုံးသားတစ်ထောင်တစ်နေရာမှာကျွန်တော်တို့ရဲ့ product ကျွန်တော်တို့ရဲ့ service တွေဟာဒါရှိသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလိုရှိအောင်လုပ်တဲ့နေရာမှာ communication လို့ပြောလိုက်ရင်ကျွန်တော်တို့က channel နဲ့တွဲပြီးမြင်ရတယ်ပေါ့နော်ဒီနေ့ခေတ်မှာဆိုလို့ရှိရင် marketing channel တွေဟာများစွာရှိပါတယ်အဲ့တော့အများဆုံးအသုံးပြုကြတဲ့ social media channel တွေရှိတယ်ဒီနေ့ခေတ်မှာဆိုလို့ရှိရင် TikTok တို့ YouTube တို့ဒီဒါမျိုးတွေရှိတယ်ပေါ့နော်အဲ့လို channel တွေမှာလည်းကျွန်တော်တို့လုပ်ငန်းရဲ့ဒီ message လို့ခေါ်တဲ့သတင်းစကားတွေเนาะတနည်းအားဖြင့် information တွေကျွန်တော်တို့လုပ်ငန်းရဲ့ဒီအချက်လက်တွေအကုန်လုံးဟာဒီ platform တွေကနေတဆင့်ကျွန်တော်တို့သိစေချင်တဲ့ customer တွေစီကိုလင်းမြန်နဲ့ကျွန်တော်တို့ချောမွေ့ရောက်ရှိသွားနိုင်ဖို့လိုအပ်ပါတယ်ဒီလိုသတင်းစကားပါတာလွယ်လိုက်တာကွာငါတို့နားလဲတယ်လို့မျိုးပဲလှုပ်လိုက်ကြတာဘောလို့ယူဆနေလို့ရှိရင်လေဒါဟာတိတ်ပြီးတော့မပြည့်စုံဘူးလို့ကျွန်တော်အနေနဲ့ပြောပြရသေးအဲ့တော့ကျွန်တော်တို့ right message ဖြစ်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့လုပ်ငန်းရဲ့သတင်းစကားပေးတယ်ဆိုတာကကျွန်တော်တို့လုပ်ငန်းတွေရှိနေကြောင်းသိအောင်လို့ message ပေးရတာဖြစ်တဲ့အပြင်အဲ့လိုပေးတဲ့နေရာမှာကျွန်တော်တို့ကလွဲမားစွာသိသွားတဲ့အတိမျိုးသဘောဖြစ်သွားစေမဲ့လွဲမားတဲ့အတိမျိုး
တိသွားမဲ့အရာမျိုးကျွန်တော်တို့အနေနဲ့ရှောင်ကျင်ရပါမယ်အဲ့ဒါဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ marketing မှာဒါကို positioning လို့ခေါ်ပါတယ်နေရာယူတာပေါ့နော်ကိုယ်ကုန်ပစ္စည်းဝန်ဆောင်မှုက customer ရဲ့နှလုံးသားထဲမှာနေရာယူနိုင်ဖို့ဆိုလို့ရှိရင်ကိုရောင်းနေတဲ့Wi-Fi က line ဆွဲရအကောင်းဆုံးပါလို့ကိုကတိစေချင်တာနေရာယူစေချင်တာအဲ့ဒီနေရာမျိုးနဲ့ customer နှလုံးသားထဲမှာနေရာယူစေချင်တာဒီပုံစံနဲ့ပေါ့နော်ဒါပေမဲ့ customer တွေကဒီ Wi-Fi စက်ကလေးကလှလိုက်တာဆိုပြီးတော့ထင်သွားပြီဆိုလို့ရှိရင်ဒါကကျွန်တော်တို့ရဲ့ positioning ယူခြင်းတဲ့ positioning မဟုတ်တော့ဘူးဒီလိုမျိုးကျွန်တော်တို့အလွယ်တကူနားလည်လို့ရတယ်ပေါ့နော်ဥမာဆိုပါစို့ကျွန်တော်တို့ကဒီစိုက်ပျိုးရေးပစ္စည်းရောင်းတဲ့စိုက်ပျိုးရေးမြေဩဇာရောင်းတဲ့လုပ်ငန်းပဲဆိုပါစို့ဗျာအဲ့တော့ဒီစိုက်ပျိုးရေးရောင်းတဲ့စိုက်ပျိုးရေးဆေးရောင်းတဲ့လုပ်ငန်းကစိုက်ပျိုးရေးလုပ်ငန်းမှာအသုံးပြုတဲ့တီးနှံတွေအထွက်ထိုးအောင်လို့ရောင်းတဲ့မြေဩဇာကုမ္ပဏီပဲဆိုပါစို့အဲ့ဒါကို customer ရဲ့စိတ်ထဲမှာဒီမြေဩဇာကကျွန်တော်တို့ဒီတီးနှံအထွက်တိုးတာအထွက်တိုးစေတယ်ဆိုတော့နေရာယူမှုမျိုးမရောက်ရှိပဲနဲ့သူ့အနေနဲ့ဒီပစ္စည်းကဈေးပေါ်လိုက်တာဈေးသုံးရတာဒီတန်တယ်ပေါ့ဈေးပေါ်လိုက်တာဆိုတဲ့ပုံစံမျိုးနေရာယူသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ခဲ့တဲ့မြ marketing activity တွေအကုန်လုံးကဒါတဲတဲ့ရေသွန်ဖြစ်သွားလိမ့်မယ်အဲ့ဆိုလို့ရှိရင်ဒါကကျွန်တော်တို့လုပ်ငန်းကပေးခြင်းတဲ့ဒီသတင်းစကားပေါ့နော် message အဲ့လိုပေးတဲ့နေရာမှာ position နဲ့ပေါ့နေရာယူမှုတစ်ခုကျွန်တော်တို့ရောက်စေခြင်းတဲ့နေရာ customer ရဲ့နှလုံးသားထဲကိုရောက်စေခြင်းတဲ့နေရာကအလုံးမဖြစ်ဖ ೇನೆ တစ်ဖက်က customer သူ့ဘာသူနားလဲတယ်လို့သဘောပေါက်တယ်လို့လက်ခံလိုက်တဲ့ position နဲ့မြည်ဖြစ်သွားတယ်အဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ပေးခြင်းတဲ့ message နဲ့ customer လက်ခံတဲ့အတိအလွဲမှားပြီးတော့ဒါ miss positioning ဖြစ်သွားတယ်ပေါ့နော်မိတ်ဆွေတတိထားကြည့်မိလားမသိဘူးကျွန်တော်ဒီနေ့ခေတ်မှာဆိုလို့ရှိရင်ဟိုလူကလည်း marketing ဒီလူကလည်း marketing အပြိုင်ဆိုင် marketing တွေဘောင်းစုံနေရာဘောင်းစုံ channel ဘောင်းစုံကနေပြီးတော့လှုပ်ဆောင်နေကြတဲ့ဒီပြောမယ်ဆိုလို့ရှိရင်ဒီသတင်းအချက်လက် information တအားကိုပောက်ကွဲပြန့်နှံ့နေတဲ့အချိန်မှာကိုယ့်လုပ်ငန်းက customer ရဲ့နှလုံးသားထဲမှာတထောင်တနေရာယူနိုင်စေဖို့ဆိုလို့ရှိရင်ဒီ customer တွေကိုပေးမဲ့ကျွန်တော်တို့ရဲ့လုပ်ငန်းကပေးမဲ့သတင်းချက်လက် message တွေဟာ right message ဖြစ်ဖို့အရေးကြီးပါတယ်ဟုတ်ပါပြီဒီနေ့မှာတော့ကျွန်တော်ကမိတ်ဆွေတို့အတွက် marketing နဲ့ပတ်သက်တဲ့ဒီ knowledge sharing လေးတချို့ကိုကျွန်တော်မျှဝေပေးခဲ့တယ်ပေါ့နော်ဒီထဲမှာမိတ်ဆွေတို့အတွက်စဉ်းစားစရာတွေးခေါ်စရာအတိအကျတစ်ခုခုရရှိသွားနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်တကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်ဒါမှမဟုတ် online ပေါ်မှာကိုယ့်ရဲ့ကုန်ပစ္စည်းကိုယ့်ရဲ့ဝန်ဆောင်မှုကိုလူတွေသိလာအောင်ပြီးတော့မှန်ကန်တဲ့အသိရှိလာအောင်positioning လို့ခေါ်တဲ့နေရာယူမှုပေါ့နော်မှန်ကန်နဲ့ဖြစ်အောင်လို့စနစ်တကျလေးလှုပ်ဆောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီထိရောက် marketing agency ကိုဆက်သွယ်နိုင်ပါတယ်ဒီထိရောက် marketing agency မှာဆိုလို့ရှိရင်မိတ်ဆွေတို့လုပ်ငန်းတွေအတွက် online ပေါ်မှာလူသိများပြီးတော့အယောင်းဝယ်တွေတိုးစင်မဲ့ content marketing view ဟာတွေ copy marketing view ဟာတွေကိုဝန်ဆောင်မှုပေးနေပါတယ်ထိရောက် marketing ကကုမ္ပဏီတွေဒီလုပ်ငန်းနယ်ပယ်အသီးသီးပေါ့နော်စိုက်ပျိုးရေးဆေးဝါးစားတောက်ကုန်အဝတ်တွေအစရှိသဖြင့်စောက်လုပ်ရေးဒီလိုလုပ်ငန်းနယ်ပယ်ပေါင်းစုံမှာရှိတဲ့လုပ်ငန်းတွေအကုန်လုံးကိုcontent marketing service တွေပေးလာခဲ့ပါတယ်အဲ့တော့မိတ်ဆွေက content marketing ကနေတဆင့်ကိုယ့်လုပ်ငန်းရဲ့သတင်းစကားကိုမှန်ကန်နဲ့မြန်ဆန်ပေးစီခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ထိရောက် marketing ကိုဆက်သွယ်နိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးရဲ့အဆုံးမှာတော့ comment မှာကျွန်တော်အနေနဲ့ထိရောက် marketing agency page လေးကိုlink လေးချထားပေးခဲ့ပါမယ်အဲ့ဒီကနေတစ်ဆင့်မိတ်ဆွေကတွားရောက်စုံစမ်းပြီးတော့ဒီ content marketing နဲ့ပတ်သက်တဲ့ဒီဝန်ဆောင်မှုတွေကိုရယူနိုင်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်မိတ်ဆွေတို့တူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်မြေကင်းချမ်းပါတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေ